ကထိန်အလူလေးမှာစုံနေပေါ့ဒါကတော့ပဲတီချင်းနဲ့ကထိန်လူကပဲတီချင်းဒါကတော့ငပိကျော်ငပြရီကျော်ပေါ့ဒီမှာချင်မောင်ရင်းနဲ့ညှက်လေးနဲ့ကောင်းတယ်ဗျာအတူတူလို့ပြီးဝတ်သားလားဝတ်သားစားမယ်မင်းကြီးပတ်ခဲ့စားမယ်ကြီးဟုတ်တယ်စားအဲ့တော့အဲ့ဒါလေးကိုအဲ့တော့ဇုံးလေးပဲဖဲလိုက်မယ်နော်ဒီကနေ့ဝတ်သား好，我当。အဲ့ဒီကတော့ဝတ်သားတွေတဲ့ဦးတကြီးပါဟောအဲ့လိုတကြီးဦးတကြီးမဟုတ်ဘူးတကြီးလေတနထုံးဝိုင်လာလီဟာမလူရဘာတော်ကောင်းလဲဟုတ်တယ်လေတော်ကောင်းတယ်ဟုတ်တယ်ကောင်းချက်ဒီကဘာချက်တော့ကျွန်တော်မရဘူးဟောဘာကြီးသမီးစားပြီလားစားပြီလားပဲကျင်ဒါနဲ့နာမည်တို့မယ်လူဆိုတော့လေအသုံးတလုံးပဲကောင်းတယ်တော်ကောင်းတယ်တော်ကောင်းတယ်တောင်းနေရတယ်နော်ဒီရတယ်နော်လုံးတွေကြည့်ပဲ9000မှမကျေဘူးကြီးလိုက်တာသူကပြီးသေးလေအခုဟိုကီလာပေးပါနေတော့အဲ့တော့စစားလိုက်ဦးမယ်နော်ဦးတကြီးပါတေးတကြီးလေးတကြီးဝယ်လိုက်စစားတယ်